ကျေးဇူးတော်ရှင်ဧကမဟာပဏိတမုဂုတ်ဆရာတော်ဘုရားကြီးမန္တလေးမြို့ဦးချစ်ဆွေဓမ္မယုံပေါ်တွင်16ရက်3လ60ခုနှစ်၌ဟောကြားဆုံးမတော်မူအပ်သောတုပယဟံဥပမာဗျကြောင်16ကြောင်ခိုတတ်ပုံသင်္ခါရတရားတော်ငါနာကောင်းလျာကိုဟာကံကပြုပြင်ထားတော့အတိတ်ကံကပြုပြင်ထားတော့ကံကပြုပြင်လို့ခန္ဓာကိုယ်မှာဖြစ်နေတာဖြစ်သောကြောင့်မျက်စိနာနာကောင်းလျာကိုဒါရီဟာဘာပါလိမ့်မလဲဆိုတော့သူများပြုပြင်ထားသောကြောင့်သင်္ခါရတရားလို့ပဲမှတ်လိုက်တာပေါ့ကံသင်္ခါရကပြုပြင်ထားတယ်သဘောကျဘယ်သူကပြုပြင်ထားပါကံသင်္ခါရကပြုပြင်ထားတယ်လို့ခွင့်ရတဲ့ဓမ္မတွေကမှိုက်တော့ဩတို့ဟာကတို့ပိုင်တစ်ခုမှမရှိပါလားကံကသာသူကဖြုတ်လိုက်ရင်လည်းပြုတ်ရတာပဲသူကဖြစ်စီလည်းဖြစ်လိုက်ရတာပဲသဘောကျလားဒါဖြင့်ကံသင်္ခါရကပြုပြင်ထားတဲ့မျက်စိနားနာကောင်းလျှာကိုယ်တွေဟာသင်္ခါရတရားပေါ့လေနော်ဘုရားပြုပြင်ထားတော့လို့မေးလိုက်ရှင်ကံကပြုပြင်ထားဒါဒကာဓမ္မတွေခန္ဓာကိုယ်ဒါကအတိတ်ကပြုထားတဲ့ကံပေါ့ဗျာဒါပြင်မျက်စိနားနာကောင်းလျှာကိုယ်တွေကဘုရားပြုပြင်ထားပါလားကံကပြုပြင်ထားတော့ကိုကံကပြုပြင်တတ်တဲ့တရားပြုပြင်လို့ပေါ်နေတဲ့ခန္ဓာကိုယ်ကြီးကအပြုပြင်မှုကြောင့်ပေါ်နေသောကြောင့်သူများပြုပြင်သလိုဖြစ်ပေါ်နေရသောကြောင့်သူသင်္ခါရတရားလို့မှတ်ထားပါဒါဖြင့်ဒကာဓမ္မတွေမျက်စိနားနာကောင်းလျှာကိုယ်တွေကိုဘာခေါ်ကြမလဲသင်္ခါရတရားလို့မှတ်ထားကြပေါ့။ဒီတဲကဒကာဓမ္မတွေကစဉ်းစားလိုက်ပါတော့မျက်လုံးကမြင်လောက်အောင်အထုတ်ပေးလိုက်ပြန်မြင်လောက်တဲ့ရုပ်ကလေးထည့်ပေးလိုက်ပြန်မြင်ရတာမမြင်သူကထည့်မပေးမမြင်ရတာပဲ။ဒါဖြင့်ဒကာဓမ္မတွေခန္ဓာကိုယ်ဒကာဓမ္မတွေကပိုင်သလားကံကပိုင်သလားဒါဖြင့်ဒကာဓမ္မတွေခန္ဓာကိုယ်ကံကပိုင်နေသောကြောင့်သူများပြည့်ပြင်လို့ပေါ်လာတဲ့ခန္ဓာကိုယ်ဖြစ်နေသောကြောင့်ဒီခန္ဓာကိုယ်ဘာတရားလို့ခေါ်ကြမလဲမှတ်တာသင်္ခါရတရားလို့ခွန်ကြီးဒကာဓမ္မတွေကမှတ်ထားတယ်ဗောနော်ကံသင်္ခါရကပြည့်ပြင်ထားတယ်ဥဒုကအခုနည်းနည်းကြမ်းလာတော့ဒကာဓမ္မတွေမှာပူရုပ်တွေဖြစ်နေနော်ပူရုပ်တွေဖြစ်ပြီးကာလဥဒုနဲ့ပတ်သက်ပြီးကာလစိတ်မချမ်းသာတဲ့ဒေါသစိတ်တွေလည်းပေါ်ကြဒကာဓမ္မတွေစဉ်းစားကြည့်တာကိုဒုသနာဖြစ်တဲ့တချို့သောရုပ်တွေကလည်းဥဒုကပြုပြင်ထားတာပါလားတချို့သောစိတ်တွေကလည်းဥဒုကြောင့်ပဲဖောက်ပြန်လာတဲ့စိတ်တွေပါလားလို့ဆိုရင်လည်းလွယ်ပါဒါဖြင့်ဒကာဓမ္မတွေခန္ဓာကိုယ်ထဲမှာလည်းတချို့ရုပ်တွေလည်းတချို့စိတ်တွေလည်းဥဒုကပြုပြင်ထားတော့တယ်ဆိုရင်ក៏လွယ်ပါဒါဖြင့်အဲဒီတချို့ရုပ်တချို့စိတ်ကိုလည်းသင်္ခါရတရားလို့ပဲနာမည်ပေးလိုက်တာတချို့ကြတဲ့ဓမ္မတွေစားကောင်းလို့ဝါဖြိုးလာတယ်မျိုးလုံးတွေဘာတွေကြီးလာတယ်ဆံမင်းတွေဘာတွေသန်းလာတယ်ဆိုတာကောမရှိဘူးလားရှိပါဘူးဒါကြတဲ့ဓမ္မတွေစားတော့လိုက်တဲ့ဆံမင်းခဲပွဲဘောဇင်ကပြုပြင်လိုက်တာအာဟာရသင်္ခါရကပြုပြင်လိုက်တာနဲ့ဓမ္မတွေခန္ဓာကိုယ်ဟာအသားရည်တွေစူပြေလာတယ်ဝါဖြိုးလာတယ်လက်ဆက်လာတယ်ဆံမင်းတွေဘာတွေကောင်းလာတယ်သွားတွေဘာတွေရင်းကျက်ပြီးဒီကလာလာတယ်ဆိုတာတွေလဲအာဟာရသင်္ခါရကလည်းပြုပြင်တချို့ဓမ္မတွေအလုံးပါပဲစိတ်ကောင်းတဲ့ရုပ်ကလေးတွေများရှင်လို့ကြည်လို့မရှိကြဘူးရှိပါဘူးအဲ့ဒါတွေကြတယ်စိတ်သင်္ခါရကပြုပြင်ထားတယ်ဒါပြန်သင်္ခါရက၄မျိုးပြုပြင်ရတဲ့ခန္ဓာပြုပြင်ခံရတဲ့ခန္ဓာကိုယ်ကြီးကခန္ဓာ၅ပါးပေါ့ဗျာခန္ဓာ၅ပါးကဘာပါလိမ့်ဓမ္မတို့သင်္ခါရခန္ဓာကိုယ်ပြုပြင်လို့ပေါ်နေပြုပြင်တဲ့တရားကံစိတ်ဥဒုအာဟာရပေါ့ဗျာရင်းမကြပြုပြင်တဲ့တရားကပြုပြင်လို့ပေါ်လာတာကခန္ဓာ၅ပါးကိုဘာတရားလို့ခေါ်ကြမလဲရင်းမိပြီဥက္ကမောကြီးရင်းမိပြီဓမ္မတို့ဥစ္စာရင်တော့ရင်းမိပြီလားခင်ဗျားတို့ခန္ဓာ၅ပါးကြီးဟာသင်္ခါရခန္ဓာလို့မှတ်လိုက်စမ်းပါခန္ဓာ၅ပါးကြီးဘာမှတ်ကြမလဲသင်္ခါရခန္ဓာဆိုတာဓမ္မတွေယနေ့စောစီစီပဲရှင်းတာပါတဲ့အကြောင်း၄ပါးကပြုပြင်လို့ပေါ်လာတဲ့ခန္ဓာ၅ပါးရှင်းမလားရှင်းပါပြီအကြောင်းကဘယ်နှပါးပါလဲ၄ပါးပါကံစိတ်ဥဒုအာဟာရမှန်ပါပါဒါဖြင့်ဓမ္မတွေခန္ဓာကိုယ်မှာ
ကြီးပွားအောင်လုပ်တာလဲဒီလေးပါဆုပ်ရအောင်လုပ်တာလဲဒီလေးပါဒါဖြင့်တရားဓမ္မတွေခန္ဓာကိုယ်ကဩကံစိတ်ဥဟာရတို့ဤစီမံတယ်လို့ခန်းနေရတဲ့ခန္ဓာ၅ပါးဆိုရင်လွယ်ပါမလွယ်ပါဘူးဒါဖြင့်တရားဓမ္မတွေခန္ဓာ၅ပါးသူများပြုပြင်တယ်လို့ခန်းနေရသောကြောင့်ကိုယ်ပိုင်ကိုယ်ဆိုင်ဒီထဲမှာမပါဘူးလို့မှတ်ထားခန္ဓာ၅ပါးထဲမှာကိုယ်ပိုင်ကိုယ်ဆိုင်မပါဘူးလို့ဆုံးဖြတ်ချက်ချတယ်ကိုယ်ပိုင်ကိုယ်ဆိုင်မပါဘူးဘာလို့တရားဓမ္မတွေကဒါရဲတင်းတင်းကြီးပြောရဲပါလိမ့်မလဲလို့မေးတော့ဒီလိုဟိုเจ้าလေးပါသိထားတယ်ဖေ။ကံကပြည့်ပြင်လို့ဒီထဲမှာတချို့ယုံနာပေါ်နေတယ်။စိတ်ကပြည့်ပြင်လို့တချို့ယုံနာဥဒုကပြည့်ပြင်လို့ယုံနာနေပေါ်အာဟာရကပြည့်ပြင်လို့တချို့ယုံနာနေပေါ်။ဒါဖြင့်ခန္ဓာ၅ပါးတရားဓမ္မတို့ကိုယ်ပိုင်ကိုယ်ဆိုင်ပါကြရဲ့။မှန်ပါဘူး။ဒါရင်သူတို့အပေါ်မှာဘယ်သူကချုပ်ချယ်ပြီးဒီကလာဖြစ်စေပြက်စေဆိုတာစီမံနေပါလိမ့်မလဲဆိုတော့စီမံနဲ့အရှင်သခင်၄ယောက်ပေါ်ရောပေါ့မှန်ပါဘူးဘယ်သူပါလိမ့်မယ်ကံစိတ်ဥဒုအာဟာရတရားဓမ္မတွေခန္ဓာကိုယ်ကံသင်္ခါရခန္ဓာကိုယ်ဆိုရရိပ်မိသွားသူများပြည့်ပြန်လို့ပေါ်လာတာကိုယ်တော်နဲ့ပြန်ဘာမှမတတ်နိုင်ကိုယ်တော်ဒီထက်ပါသေးလားကံကပြည့်ပြန်တဲ့သဘောတွေစုနေတာဥဒုကပြည့်ပြန်တဲ့သဘောတွေအာဟာရကပြုပြင်လို့စုနေတာသဘောကျလားဥဒုကပြုပြင်လို့စုနေတာပါဗျာအဲ့ဒီစုနေတဲ့ဥစ္စာ၅ပါးဒီ၅ပါးဒီခန္ဓာ၅ပါးလို့လည်းခေါ်နိုင်တယ်သင်္ခါရတရားလို့လည်းခေါ်နိုင်ပါဗျာခန္ဓာ၅ပါးလို့လည်းခေါ်နိုင်ပါဗျာသင်္ခါရတရားလို့လည်းခေါ်နိုင်ပါဗျာကောင်းပြီတရားဓမ္မတွေမှာတူတူပြောကြလို့ဆိုတော့တရားဓမ္မတွေခန္ဓာကိုယ်မှာကြားလေးချောင်းထောက်နေရမှန်ပါပါခုကမှဘယ်နှချောင်းထောက်อ่ะကြားလေးချောင်းထောက်ပါကံကြားဥရုကြားအာဟာရကြားစိတ်ကြားဆိုကြားလေးချောင်းထောက်နေတယ်အိမ်နဲ့အတူတူပဲမှန်ပါပါဒကာဓမ္မတွေခန္ဓာအိမ်ဟာဒါခန္ဓာအိမ်ပေါ့ဗျာခန္ဓာ၅ပါးကြားကံလေးချောင်းထောက်နေရပါလိမ့်လေးချောင်းထောက်ပြီးဒီကလာနေကြတော့တစ်ချောင်းများပြုတ်လိုက်ရင်ဒီခန္ဓာဘယ်မင်းလဲလဲပါဗျာလေးချောင်းလုံးပြုတ်လဲမှာလဲပါတစ်ချောင်းနဲ့ပြုတ်လဲပါဩဘယ်နဲ့ကြောင့်လဲပါလိမ့်မလို့မေးလိုက်ရင်တရားဓမ္မတွေဖြေတတ်ပလားဖြေတတ်ပါဘူးဘယ်လိုဖြေကြပါသင်္ခါရခန္ဓာတရားသူများမှီနေရတာမှန်ပါဗျာရှင်းပြဘုရုမှီနေရပါလိမ့်မယ်ကံစေဥရဝါဒကိုမှီနေရတဲ့ခန္ဓာ၅ပါးဆိုတာသိကြပါလားသိကြပါဘူးကောင်းပြီဒါဖြင့်ဒီတဲ့ကိုယ်ပိုင်ကိုယ်ဆိုင်ကဖြင့်မပါပါဘူးမပါပါဘူးဒါဖြင့်သူ့ကိုဒကာဓမ္မတွေကအနတ္တတရားလို့ဆိုကြဆိုတော့ဘယ်လိုဆိုကြပါအနတ္တတရားကိုယ်ပိုင်ကိုယ်ဆိုင်ဆိုတာမပါလို့ကိုယ်နဲ့ဆိုင်တာကိုယ်ပိုင်တာမပါသောကြောင့်ခန္ဓာ၅ပါးကိုအနတ္တတရားလို့မှတ်လိုက်ကြပေါ့မှန်ပါပါခန္ဓာ၅ပါးဘယ်လိုမှတ်ကြဩတရားဓမ္မတွေသိသွားပြီတဲ့အနတ္တလို့ဆိုတာသိသွားပြီဘာကြောင့်လဲဆိုတော့ကိုယ်ပိုင်ကိုယ်ဆိုင်ဒီထဲမပါဘူးပိုင်နဲ့ဆိုင်တယ်ဆိုလို့ရှိရင်လည်းကံကြားကဖြုတ်လိုက်ရင်ခင်ဗျားတို့ဘယ်မင်းလဲတာလဲမှန်ပါဘူးတဲတော့မကြွားကြနဲ့လို့သတိပေးလိုက်ခင်ဗျားတို့ကိုခင်ဗျားတို့ဘိုင်းခန္ဓာ၅ပါးထဲမှာတစ်ခုမှမပါဘူးအခုတရားနာနေကြတဲ့ခန္ဓာ၅ပါးမဟုတ်လားမှန်ပါဘူးအဲ့ဒါသင်္ခါရတရားမှန်ပါဘူးသူများပြုပြင်လို့ပေါ်နေတဲ့ခန္ဓာ၅ပါးသင်္ခါရတရားမှန်ပါဘူးကိုယ်ပိုင်ကိုယ်ဆိုင်ဒီထဲပါတယ်မှန်ပါဘူးမပါရဒီတရားကိုဥပဒနာရှုကျင်တော့ကိုဘာတရားလို့အထိမ့်မှထားမလို့သင်္ခါရတရားတနည်းအနတ္တတရားလို့ဒီလိုထားလိုက်ရင်နော်မှန်တယ်ဆိုတာကသဘောကျသူဟုတ်တယ်မဟုတ်တယ်တကယ်သိတော့ကိုမြတ်ရှိတို့ကစဉ်းစားလိုက်ဒီကကံတစ်ခုဖြုတ်လိုက်ရင်ဒီကအခုပြုတ်စိတ်တစ်ခုပြုတ်လိုက်ရင်အာဟာရတစ်ခုမစားတော့ဘူးဆိုရင်ပြုတ်ပါဥဒုကတကယ်လောင်ကျွန်းပလိုက်မယ်ဆိုရင်ကဲဥဒုကလည်းပူမှုအေးမှုမပေးတော့ဘူးဆိုလိုက်ရှင်ကောဒါဖြင့်ခင်ဗျားတို့အခုထိုင်းနေတဲ့ဒကာဓမ္မလို့သမုတ်ထားတဲ့ခန္ဓာ၅ပါးဟာသင်္ခါရတရားပေါ့ဗျာသူများပြပြင်လို့ပေါ့သူများဆိုတာကသိပြီလားသိပါပါကံစေဥရဟာရရှင်းညကံစေဥရဟာရတွေကိုသူများကပြပြင်ထားလို့ခင်ဗျားတို့ခန္ဓာ၅ပါးကြီးဟာခိတ္တတည်တတ်တယ်လို့ဆိုလိုက်တာပေါ့ဗျာမှန်ပါဘူး
ဥပါရင်ဘယ်လိုပါလဲခိတ္တတရားခိတ္တပဲနော်ဒါဖြင့်သင်္ခါရတရားဟုတွေ့အခုကစမှတ်ထားပါတဲ့တရားဓမ္မတို့ခိတ္တကြီးပဲခဏပေါ်လိုက်ခဏပြောက်လိုက်ခဏပေါ်လိုက်ခဏပြောက်လိုက်ပေါ်တာလည်းတရားဓမ္မတွေနဲ့မဆိုင်ဘူးပြောက်တာလည်းမဆိုင်ပါဘူးအဲ့ဒါတွေသိထားတယ်မှာဩသင်္ခါရတရားခိုင်မြဲမှုမရှိပါလားသဘောကျသင်္ခါရတရားဟာသင်္ခါရတရားဟာခိုင်မြဲမှုမရှိဘူးဆိုတော့ခိုင်မြဲမယ်ဆိုလို့ရှိရင်ဖြင့်ဘုခမောမသာဖို့เสียတယောက်မှမပါဘူးမှန်ပါပါဆဲကုเสียလဲမပါဘူးတယောက်မှသမင်းကျွေးเสียလဲမပါဘူးအဝတ်လဲเสียလဲမပါဘူးရက်ခတ်ပေးเสียလဲမပါဘူးဘာမှပြုပြင်ဖို့မလိုတော့ဘူးမလိုပါဘူးအခုတော့ဒကာဓမ္မတွေကကိုယ်ပိုင်ကိုယ်ဆိုင်ဆိုတော့တခုမှမပါတော့ဘူးတော်ရကြမသာဖြစ်လိုက်လို့ကံကလှုပ်လိုက်တယ်မသာဖြစ်လိုက်ရတာမှန်ပါဘူးကံကမသာဖြစ်လိုက်တော့ဆိုလို့ရှိရင်မသာဖြစ်လိုက်ရတာပဲဥဒုကမသာဖြစ်လိုက်ပါဆိုတော့မသာဖြစ်တယ်အာဟာရကမသာဖြစ်လိုက်ပါမသာဖြစ်တယ်စိတ်ကမသာဖြစ်လိုက်ပါဟာဥက္ကမောင်ဘယ်ဟာကကိုးစားရအားထားရရှိသေးတုံးမရှိပါဘူးအားလုံးဓမ္မတွေခန္ဓာ၅ပါးဘယ်ဟာများအားကိုးကြအောင်သဘောပါသွားဘယ်နဲ့ကြောင့်ဒီသင်္ခါရတရားကိုအာမကိုလောက်ပါလိမ့်မလို့လို့မေးလို့ရှိရင်ဖြင့်သူများပြုပြင်ထားတာဗျာသူများစီမံတယ်လို့ခံယုံပေါ့ဘယ်လိုဆုံးဖြတ်ချသူများပြုပြင်ထားတာဩဒါဖြင့်ခင်ဗျားတို့ဟာဒီကန္နာကိုကြီးကိုငှားထိန်ပြီးငှားကြောင်းနေကြတာကိုမှန်ပါပါဘယ်လိုဆိုကြပါငှားထိန်ငှားကြောင်းငါးကြောင်းရတဲ့နွားကြောင်းသားပမာပေါ့ဗျာမှန်ပါပါငါးကြောင်းရတဲ့စိတ်ကြောင်းသားသိုးကြောင်းသားပမာဆိုရင်ဖြင့်ဥက္ကမောင်လွယ်ပါမလွယ်ပါဘူးအဲ့ဒီအငှားကနေပြီးငါးမြပါမှလို့တော့ကြွားလုံးများထုတ်လိုက်ပြီမှန်ပါပါဘုရားတို့အပြောတွေကလေမှန်ပါပါကိုကအငှားမဟုတ်လားမှန်ပါပါငါးကနေပြီးငါးဘာထင်လို့တုံးဆိုတော့ငါးကကိုယ်ပိုင်လုပ်ပြီးကြွားလိုက်ကြွားပါလွယ်လိုက်တဲ့ဖြစ်ချင်းမှမပြောပါနဲ့မှန်ပါပါတက်စင်လို့ပဲဆိုရင်ဥပါရင်ကျေနပ်ပလားတက်စင်လွဲတယ်ဆိုတာကသေချာသဘောပါကြပါပါခင်ဗျားတို့ကသူကရိုက်မဲ့ကြံကရှိသေးတယ်ကံကဖြုတ်လိုက်ရင်ဒီနေရာနဲ့မဲမဲလဲငါဘာမှလို့လို့ပြောမဲ့ကြံကရှိပြောခွင့်ကိုမပေးဘူးကွာမင်းတဲ့ကြွားလုံးထုတ်တယ်လို့ကံကမထောက်ပံ့တော့ဘူးကွာဆိုလို့ရှိရင်ပြင်မဲမဲလဲတာပဲစိတ်ကမထောက်ပံ့ရင်လဲဥဒ္ဓဝါဒကမထောက်ပံ့ရင်လဲကမောင်သိမ့်မကြွားနဲ့နော်မှန်ပါပါသိမ့်မကြွားနဲ့နောက်ကတရားဓမ္မတွေကကြွားခြင်းကြသေးလားဘုရားခင်ဗျားတို့ကဒီမှာမကြွားဘူးအိမ်ကြွားတယ်အိမ်ကြတော့ကြွားတယ်ခင်ဗျားတို့ကတော်တော့ကိုအိမ်ကြတော့ယူရထားငါရှိလို့ပြောင်းနေတာငါမရှိနေတော့အိမ်လားဆိုတာကတော်တော်ကြွားခြင်းတယ်ခင်ဗျားတို့ကဟမ်ဒီလောက်တဲ့လူကသာမိုက်ကိုတယ်လို့ဆိုရင်လည်းမလွယ်ပါဘူးလွယ်ပါဘယ်နဲ့ကြောင့်လဲဆိုတော့ငါရှိတော့နေတဲ့လူချင်းတူသူချင်းများဝင်နဲ့ထွက်တဲ့လူတွေများပြီးဒီကနေ့လို့အကြောင်းရင်းနဲ့ငါမရှိသေးလိမ့်မယ်အမလေးကြွားလုံးများထုံနေတဲ့သူ့ကိုယ်ကလေးငါလည်းငါလည်းမပါဘူးပါရလားမပါဘူးကံစိတ်ဝါဒမလောက်ထားတဲ့ယုံနာမဲ့ပါတယ်အဲ့ဒါငါလုပ်ပြီးများသူကနေပြီးအိမ်မှာကောင်းတကြီးလုပ်ပြီးဦးစီးကောင်းဆောင်လုပ်ပြီးဒီကလာဥပါရင်ကြွားလုံးများထုံနေလိုက်သေးတယ်မှန်ပါဗျာယုံစရာမှပါရလားမပါပါဘူးဗျာသို့တော့ဘယ်နဲ့ကြောင့်ဒီကြွားလုံးတစ်ခါပေါ်လာပါလိမ့်မလို့ဆိုတော့အိုးအယူထတဲ့အခါရင်းပြီဘယ်အခါပါလဲအယူထတဲ့ဒိဋ္ဌိအယူထတဲ့ငါထင်ပြီးတော့ခန္ဓာ၅ပါးငါတဲ့ယုံနာ၅ပါးကိုငါထင်ပြီးအယူထလာတဲ့အခါကျဥက္ကမောင်ကြီးကြွားလာတာပဲမှန်ပါဗျာဘယ်ချိန်ကြွားပါလိမ့်ဒိဋ္ဌိအယူထတဲ့ဒါကြောင့်ဒိဋ္ဌုံမတ္တကလို့ဆိုလိုက်တယ်ဘုရားကဒိဋ္ဌုံမတ္တကဆိုတာဒိဋ္ဌိကဒိဋ္ဌိဥမတ္တကယူဒိဋ္ဌိယူထားတဲ့အခါကြွားရကွာရှင်းမလားဘယ်ချိန်များကြွားကြပါလဲဥဝါကြီးတို့တစ်ခါတလားအိမ်မှာထားပြီးဆူတဲ့အချိန်ကြလို့ရှင်အဲ့ဒါဘေးကသူတော်ကောင်းကကြည့်မယ်ညမညာရှိတဲ့ဘုရားကြည့်မယ်ဆိုအရွယ်နဲ့မလဲယူရမဟာဆိုရပါလေဆိုရမှာပဲဒကာဓမ္မတွေရေးမိကြလားအရွယ်နဲ့မလိုက်ဘာဖြစ်ပြန်တော့အယူထားတယ်လို့ဆိုရမှာအဲ့ဒါညံပါတဲ့လူမှညံပါတဲ့လူမှသိတာညံပါတဲ့လူကတော့ဖြင့်သူယူထားနေတာထားတယ်နဲ့သူအိမ်ကလူတွေကအလကလူတွေဖြစ်နေတာ
ညံပါတဲ့လူချင်းကြတော့ဒီတိုင်းမတော်ဘူးလားညံမလဲဆိုသူတို့သားသမီးတွေကလည်းအုပ်ချုပ်ရတော့ခဲ့တဲ့အဲ့ဒါဒီဖွားကြီးဒီဖိုးကြီးရဲ့စူးပေးမှာပဲဟိုညံပါတဲ့လူတွေကြတယ်လေခொနဲ့ဥပဒနာညာဥသိနေတဲ့ပုဂ္ဂိုလ်ကြတော့ဥက္ကမောင်ရေဘုရုစုစရာကွက်ပါသေးကိုကိုလို့ဆိုစရာပါရလားကိုကိုလို့ဆိုစရာမပါတော့သူများလို့ကိုဆိုစရာရှိသေးရဲ့အဲဒီလိုသိထားတဲ့အခါကျတော့မှဩသင်္ခါရဆိုတာအနတ္တတရားကြီးကိုတိုင်ဒီထဲမပါပါဘူးဒါကြီးကိုလို့ပြီးဒီကရကြွားလုံးများထုတ်ပြီးဒီကရနေတဲ့အခါကျဒိဋ္ဌိယူထားတာကိုဒါကြတဲ့ခန္ဓာ၅ပါးမသိတဲ့အခါကျတော့ခန္ဓာ၅ပါးကမှပြန်တွေးလုံးလေးမှမပေါ်တဲ့အခါကျတော့မောဟကပါလာတယ်အဲ့ဒီကျတော့မောဟမတ္တကဆိုပြီးကာလလာပြန်တာပဲဒါရင်ဒိဋ္ဌုမတ္တကဆိုတဲ့ယူတစ်မျိုးမောဟမတ္တကဆိုတဲ့သဘောကျလားအဲ့ဒီကဲတဲ့ဒကာဓမ္မတွေဟာတဲ့အခုကိုသင်္ခါရတရားလို့မသိသေးရင်ဒီယူမပြောက်ဘူးရှင်းမလားရှင်းပါပြီဒီမှာကျိုးဆွဲလုပ်နေရတာခေါင်းဆောင်လုပ်နေရတာကိုချုပ်တရားဓမ္မတွေပြုံးမြန်နေလိုက်သေးတယ်ဟာသူကအယူပြုံးကိုဒီကမှဘာပြုံးနေလဲယူပြုံးပါဗျာယူပြုံးတော့ကိုတရားဓမ္မတို့သူသေးချာကြည့်တော့ဒီထဲမှာဆံမင်းလေးတွေပင်သူဟာပါရလားမပါပါဘူးအားလေးတစ်ခုပေါ့မပါပါဘူးအတန်လေးတစ်ခုပေါ့မပါပါဘူးခဲအကြောင်းလေးဘက်ကပြုပြင်ထားတာမပါပါဘူးအဲ့ဒီတည်းကနေပြီးကြွားလုံးထုတ်တဲ့ခါကြလို့ရှင်ဒကာဓမ္မတို့သင်္ခါရတရားလည်းမသိမှန်ပါပါဒါသင်္ခါရတရားဆိုတာခိုင်မြဲတာမဟုတ်ဘူးအနတ္တလည်း तू မသိတဲ့ခါကြလို့ရှင်ဖြင့်အတ္တဒိဋ္ဌိယူလိုက်ခြင်းကြောင့်ဒိဋ္ဌုမရကလို့ဆိုလိုက်သဘောကျဒုက္ခန္တ၅ပါးကိုခန္ဓာ၅ပါးရဲ့လို့မသိသောကြောင့်လည်းမောဟမရကအဝိဇ္ဇာတိဟူသောမောဟအယူထားတာရိပ်မိဗလားအဲ့ဒါကလူကြီးနဲ့လူငယ်ဘယ်ဟာများသလုံးလို့မေးလို့ရှိရင်ဖြင့်စိုးရင်ကြောင်းကြများတဲ့လူမှဒီဥစ္စာများလာတာမှန်ပါပါဆိုရင်ကြောင်းညာများတဲ့လူမှာမှန်ပါပါဒိဋ္ဌိယူအဝိဇ္ဇာယူဒါတွေလာတာပဲအဲ့တော့လူကြီးမှလူငယ်ဘယ်မှာအလားများတယ်ဆိုတာသဘောကျပါပါဘု து မှများဩဒါဖြင့်ဒကာဓမ္မတို့အမှန်တန်ကြောက်เสียကောင်းပါလားကောင်းပါပါအမှန်တန်ကြောက်เสียကောင်းတဲ့ဒကာဓမ္မတို့ဒီအိမ်မှာခေါင်းဆောင်လုပ်ရတာကြောက်เสียကောင်းဆုံးပဲအိမ်တိမ်မှာခေါင်းဆောင်လုပ်ပြီးဆိုမှဖြင့်အတ္တဒိဋ္ဌိကလည်းပါလာရပါသေးဘူးလားမောဟမတ္တကဆိုတဲ့မသိယူရအောင်ဟာကမောင်ရေဒါကသေးသေးချာချာကြည့်မှကိုယူထားတာကိုသိတာမှန်ပါပါသေးသေးချာချာမတွေးဆလို့ရှိရင်ကိုယူထားတာကိုဒကာဝသိကိုမသိဘူးမသိပါဘူးအခုတော့အယူလေးများထားမယ်လေအိမ်ကြဘုရုပြောလိုက်မယ်ဘုရုဆိုလိုက်မယ်ဘုရုတော်ပြန်မပြောမပြီးလို့ရိုက်ဥမှာပဲမျက်စောင်းထိုးဥမှာပဲတော်တော့ကိုနာနာကြီးပြောလိုက်ဥမှာပဲဆိုလို့ရှိရင်ဖြင့်ဒီကတည်းကတွေးသွားကြပါငါအိမ်ရောက်ယူထားတော့မှာပဲဆိုတဲ့ဥစ္စာမှန်ပါပါတွေးရမယ်ရိပ်ပြီဗလားအဲ့ဒါကလူငယ်နဲ့လူကြီးဘယ်မှာပိုသရုံးလူကြီးပါပါရိပ်မိပြီနော်လူကြီးရတယ်ဘယ်လိုလူကြီးတုံးလို့မေးလို့ရှိရင်ဖြင့်တဲ့ဒိဋ္ဌိများတဲ့လူကြီးအဝိဇ္ဇာများတဲ့လူကြီးဒီပုဂ္ဂိုလ်မှများတယ်လို့ဥပါဒံဆုံးဖြတ်ချက်ချာဒိဋ္ဌိများဝိဇ္ဇာများတော့သူဒီအိမ်မှာဘယ်လိုနေလေးရှိတုံးဆိုတော့ခေါင်းဆောင်လုပ်ခြင်းလေးရှိတယ်မှန်ပါဗျာဘုရားရိပ်မိမှန်ပါဗျာကဲဒါဖြင့်သင်္ခါရတရားသိကြပါလားတကားကောင်းပြီဒါသင်္ခါရတရားဆိုတာဖြင့်ခမည်းတော်ခန္ဓာ၅ပါးပဲဆိုတာပေါ်ကြပေါ်ပါပြီဒါဖြင့်ဒီသင်္ခါရ၅ပါးမှာကြားပန်ချောင်း6ခုထောက်ပြီးနေရပါလိမ့်ဒါဖြင့်၄ချောင်းထောက်ပြီးဒီကရတော့ကြွားလုံးထုတ်လို့မတော်ဘူးကိုယ့်ဟာကိုယ်သွားနိုင်တယ်ကိုယ့်ဟာကိုယ်ပြောနိုင်တယ်ကိုယ့်ဟာကိုယ်ဆိုနိုင်တယ်ကိုယ့်ဟာကိုယ်စားနိုင်တယ်ဆိုလို့ရှိရင်တော့ခမည်းတော်ကြွားချင်တယ်ကြွားကြတာပေါ့ကြား၄ချောင်းထောက်ပြီးနေရတဲ့ခန္ဓာ၅ပါးကဥက္ကမောရေကြွားလုံးထုတ်ရင်တော့မှားလိမ့်မယ်မှန်ပါပါဟုတ်ဘူးလားမှန်ပါပါကြားလေးကြောင့်ထောက်ရတယ်ဆိုတော့ဂျိုင်းတော့ကြီးတစ်ခုမှာနှစ်ခုမပါဘူးလားမှန်ပါပါဘယ်ဘက်ကလဲကွာနှစ်ခုခြေထောက်နှစ်ခုနဲ့ပဲနော်ဘယ်ဘက်ကလဲဒီပုဂ္ဂိုလ်ကနေပြီးကလည်းမင်းတို့ငါပြေးလိုက်ပြီးရရမလားဆိုလို့ရှိရင်ဥက္ကမောယုံမလားမယုံပါဘူးဘာဖြစ်လို့တော့ကြားတယ်ရှိမိဗလားမင်းတို့ငါလိုက်ရရမလားမင်းတို့ရေရဲလိုက်မင်းတို့ရေရဲပြေးတယ်ငါလိုက်နိုင်တယ်လို့ဆိုတော့ယုံမလားမယုံပါဘူးဘာဖြစ်လို့တော့သူကြည့်ဒီအဲ့ဒီကျွတ်တို့ဘယ်ချောင်းထောက်တာဒီချောင်းထောက်တာ
ဒါဖြင့်ကျွတ်တော့ကြွားသေးလေဟိုဂျိုင်းတော့သမားနဲ့ဘာထူးမှာလဲထူးပါဗျာရိပ်မိဗလားရိပ်ပါအဲ့ဒါအိမ်ကြလို့ရှိရင်ဂျိုင်းတော့သမားတွေ့လို့ရှိရင်ဖြင့်အဲ့ဒါခင်ဗျားတို့ကလည်းစဉ်းစားကြပြီတော့ဩတို့လည်းကြားလေးချောင်းထောက်နေရတာပဲသူလည်းထောက်လေးချောင်းထောက်ပြီးသွားရတာပဲသူလည်းလူချင်းမမီလို့သူကတောင်းတော်ကောင်ရမ်းတော်ကောင်စားရတယ်ဆိုတာဥက္ကမောင်ရိပ်မှာပါသူများမိပြီးတမိုးရပါဗျာကျုပ်မှာတော့မြင်တဲ့တိုင်းပဲချုပ်ပြီးဒီကလာအောက်ကလည်းဒုစရအောက်ကဖြတ်လို့ဟမ်လက်မောင်းတွေပါလေတော့မပါဘူးကျင်းတော့တင်ပါပြီးဒီကလာနေတာအဲ့ဒါတွေကသူလူချင်းမိချောင်းသူသက်သေလိုက်ခံတာမနေဘူးလားနေပါဘူးကျုပ်စွမ်းရည်သတ္တိပြမရှိပါဘူးသူတော်ပေးမှကျွေးမှပဲဝါရမယ်ပုဂ္ဂိုလ်တူတယောက်ဖြစ်ပါတယ်လို့သူဖော်ပြောတဲ့အဓိပ္ပာယ်ရောက်ပါဘူးဒီမှာလည်းဓမ္မတို့ခမည်းတော်စွမ်းရည်သတ္တိတော့ဘာမှမရှိဘူးမှန်ပါဗျာကံစေဝရုအာရာတိသောကြားလေးเจ้าဤစွမ်းရည်သတ္တိနဲ့ခမည်းတော်ခိတ္တနေကြတာပဲမှန်ပါဗျာတပည့်ကြခုနကဂျိုင်းတော်သမားတစ်ချောင်းနဲ့ဖြောက်ကြည့်မယ်ဆိုတစ်ချောင်းနဲ့တစ်ဖက်ကတစ်ခုသာဖြုတ်လိုက်ဥဝါရတော်တော်အသွားနှေးပြီမှန်ပါဗျာနှစ်ခုဖြုတ်လိုက်ရင်တော့လမ်းသွားကုန်သွားနိုင်မလဲတော့တာပဲဒီမှာခမည်းတော်ကဟိုပုဂ္ဂိုလ်ကတော်တယ်ခမည်းတော်ကတစ်ချောင်းပြုတ်ရင်ကိုပြုတ်တယ်မှန်ပါဗျာဥက္ကမောမှန်ပါပြုတ်ရင်ပြုတ်ပါဟိုပုဂ္ဂိုလ်ကဂျိုင်းတော့တစ်ခုဖြိုးလိုက်မှတစ်ခုကြံတော့တစ်ဖက်တည်းနဲ့လွှဲသွားသေးတယ်မှန်ပါဗျာခင်ဗျားတို့ကဒီလိုကိုလွှဲသွားလို့မဖြစ်ပါဘူးဗျာကံဖြုတ်လို့ပြုတ်တာပဲပြုတ်ပါစိတ်ဖြုတ်လဲပြုတ်ပါဥရုဖြုတ်လဲပြုတ်ပါအာရပြုတ်လဲပြုတ်ပါခင်ဗျားတို့ကတစ်ချောင်းဖြုတ်ကိုမခံနိုင်ဘူးမှန်ပါဗျာရှင်းမလားရှင်းပါပြီဒါဖြင့်ခင်ဗျားတို့ခန္ဓာကိုယ်သူများပြပြင်ထားတဲ့သင်္ခါရခန္ဓာကိုယ်မှန်ပါဝါမပိုင်တဲ့အနတ္တခန္ဓာမှန်ပါဆိုရင်တော့လွဲလားမလွဲပါဘူးဗျာကောင်းပြီဒါဖြင့်ဒကာဓမ္မတွေဒီသင်္ခါရခန္ဓာကိုယ်ကြီးဖြင့်ဒီနေ့ရှင်းရှင်းလင်းလင်းသိပါပြီသိသွားကြလားသိပါပါဗျာဒါဖြင့်ဒကာဓမ္မတို့ကိုယ်စွမ်းရည်လားနောက်အကြောင်းကြီးစွမ်းရည်လားအခုနေနိုင်ကြတယ်နောက်အကြောင်းကြီးစွမ်းရည်တတ္တိနော်နောက်အကြောင်းကြီးစွမ်းရည်တတ္တိဒကာဓမ္မတို့တဲ့ဒီခန္ဓာ၅ပါးနောက်အကြောင်းကြီးစွမ်းရည်တတ္တိနဲ့ခင်ဗျားတို့ပြုံးနိုင်တယ်လဲသူတို့ကြီးစွမ်းရည်တတ္တိရဲနိုင်တယ်လဲသူတို့ကြီးစွမ်းရည်တတ္တိလက်ကလေးနဲ့ထမင်းယူစားနိုင်တာရောကမ်းကြောင်ဖြစ်တဲ့ဝါရဒကလေးကသူကလှုပ်ပေးလိုက်ပြန်တော့ဥက္ကမောင်ရေထမင်းလေးပါဇက်တဲ့ရအောင်သွန်းနိုင်ကြတာပေါ့ဗျာကမ်းကြောင်ဖြစ်တဲ့ကမလဝါရောကမ်းကြောင်ဖြစ်တဲ့ဝါရောကံကူညီမပေးပါဘူးစိတ်ကြောင့်ဖြစ်တဲ့ဝါရောကလည်းစိတ်ကူညီမပေးတော့ပါဘူးဆိုလို့ရှိရင်ဖြင့်ဒီထမင်းပွဲထမင်းရှိတဲ့နေရာလက်ကိုလှမ်းလို့မရဘူးရပါဘူးဒါဖြင့်ဒကာဓမ္မတို့ကိုယ်ပိုင်ကိုယ်ဆိုင်ခန္ဓာကိုယ်ထဲမှာဘယ်ရှိကြဘာမှမရှိဘူးဆိုတာကောင်းကောင်းရိပ်မိဒါဖြင့်ဒါသင်္ခါရတရားဟာအနတ္တတရားဟောတာပါသင်္ခါရတရားလို့သာဆိုလိုက်တယ်စင်စစ်တော့ခင်ဗျားတို့ညာထဲမှာဘယ်ဟာမှမပိုင်ပါလားဆိုတဲ့အနတ္တရောက်လာရှင်းမလားသို့တော့ခင်ဗျားတို့ကအနတ္တရဲ့လည်းမသိတော့ဘူးသင်္ခါရတရားလို့လည်းမသိသင်္ခါရတရားဟာခိုင်မြဲတဲ့အနတ္တခိုင်မြဲတဲ့သဘောမရှိပါဘူးဆိုတာလည်းမသိတော့ဘူးတဲ့ဒကာဓမ္မတွေဟာကြွားလိုက်မောလိုက်ပြောလိုက်ဆိုလိုက်မှန်တက်လိုက်တဏှာနဲ့ခင်းလိုက်မာနနဲ့ထောင်လိုက်ဒိဋ္ဌိနဲ့ငါ့ကိုငါထင်လိုက်ဆိုတာဒီသင်္ခါရတရားမသိတဲ့ဖြစ်ထွေတဏှာမာနဒိဋ္ဌိတိုးလာတယ်လို့ဘုရားရင်တို့ခမောင်တို့မှတ်လိုက်စမ်းမှန်ပါဗျာသင်္ခါရတရားမသိလိုက်တာတဲ့တဏှာမာနဒိဋ္ဌိကတခါတည်းဒီခန္ဓာကိုယ်ပေါ်မှာခင်းလိုက်တဲ့တဏှာလည်းလာလိုက်တာပဲဒီခန္ဓာကိုယ်ကြီးကငါသွားနိုင်သေးတယ်ကွမင်းတို့လည်းအကြမခံနိုင်သေးဘူးဆိုပြီးမာနရောရပါပါငါယုငါချီနိုင်သေးတယ်ဆိုတဲ့ဒိဋ္ဌိကရပါပါအမှန်တည်းလာချက်ကောင်းပါလားကောင်းပါဗျာဒကာဓမ္မတို့ဒါဘာမသိလို့ပါလိမ့်မလို့သင်္ခါရမသိဘူးဒါကြောင့်ယနေ့သင်္ခါရတရားကိုပိုင်ပိုင်ပြောနေတယ်ဆိုတာဒကာဓမ္မတွေကောင်းကောင်းသဘောကျဖို့ကောင်းပါတယ်ဘာပိုင်ပိုင်ပြောနေပါသင်္ခါရတရားပိုင်ပိုင်ပြောဒါမသိလို့တဏှာမာနဒိဋ္ဌိလာနေတာမှန်ပါဥက္ကမောဘယ်နဲ့ကြောင့်သင်္ခါရတရားမသိလို့တဏှာမာနဒိဋ္ဌိလာပါဗျာသင်္ခါရတရားဒါပြန်ဆရာသမားကမှဘုန်းကြီးတို့ဓမ္မတွေသင်္ခါရတရားပဲလို့မှရှင်းရှင်းလင်းလင်းဘုံဘုံဖွင့်မပြလို့ရှိရင်ဖြင့်ခင်ဗျားတို့တဏှာနဲ့လည်းဒီခန္ဓာကြီးခင်တော့မှာပဲမှန်ပါပါမာနနဲ့လည်းသူ့အာကိုပြီးထောင်တော့မှာပဲမှန်ပါပါဒိဋ္ဌိနဲ့လည်းဒါကြီးကငါဟာပဲဟောဒီလေးပါးနဲ့ဘာမှမဆိုင်ဘူးငါပိုင်တယ်လို့ထင်နေမှာပဲမှန်ပါပါဗျာမထင်ပဲဘူးလားမှန်ပါပါအဲ့ဒါလောက်ခင်ဗျားတို့ဒီတဏှာယူမာနယူဒိဋ္ဌိယူဆိုတဲ့မသိယူတွေကဥဝမများလားများပါဗျာဒါဘာမသိလို့ပါသင်္ခါရတရားသိပါဗျာ
သင်္ခါရတရားမသိကြတဲ့ကဥပါရင်အနတ္တမသိဘူး မှန်ပါဗျာ စိတ်သာချတော့မသိတော့ဘူးသင်္ခါရတရားမသိကြတဲ့ကအ နတ္တမသိပါဘူး အနတ္တမသိလို့ရှိရင်ဖြင့်လက်ကြပဲဆိုအတ္တဝင်တော့မှာ မှန်ပါဗျာ အတ္တဒိဋ္ဌိဝင်ပြီဘူးလားအတ္တဒိဋ္ဌိဝင်လာရင်ခင်းတဲ့လောဘကော မှန်ပါဗျာ မာနကော မှန်ပါဗျာ ဩဘုန်းကြီးတို့ဓမ္မတွေသင်္ခါရမသိမှုကြောင့်တဏှာမာနဒိဋ္ဌိဆိုတဲ့ပပင်စာတရားတွေပွားရ မှန်ပါဗျာ သင်္ခါရမသိမှုကြောင့် မှန်ပါဗျာ သေသေးချာချာမှတ်ပါသင်္ခါရကိုမသိရင်ပပင်စာလာမယ်သင်္ခါရသိရင်ပပင်စာချုပ်မယ်ပပင်စာချုပ်ရင်တန်မြာစကန်းသိမ့်မယ်သဘောပါရကောင်းပြီဒါဖြင့်ဓမ္မတို့ခန္ဓာ၅ပါးဘာတရားပါလိမ့်မယ်သင်္ခါရတရားသိတဲ့ဖြင့်အနတ္တကတွန်းဝင်သွားကိုယ်လောက်ထားတာဒီထင်တပည့်ဘုမပါတော့ပါသေးရလားကိုယ်ပိုင်ကိုယ်ဆိုင်ကိုမရှိတော့ဘူးဆိုတော့ငါဥစ္စာမရှိတော့ဘူးဆိုတော့အတ္တဒိဋ္ဌိကပြုတ်ထွက်သွားတယ်ပြုတ်ဘူးလားပြုတ်ပါဘူး။ဒါရင်ဒါပြန်ဟိုင်းနဲ့ဒီရန်ဖြစ်သားနဲ့ကျင်းလင်းမြရန်ဖြစ်ကြသားနဲ့မင်းနဲ့စကားမြကြသားနဲ့မင်းနဲ့ခင်ပြီးယူရနေကြဘာဖြစ်နေကြတာအိုးသင်္ခါရမသိလို့ဖြစ်နေကြတယ်ဘယ်လိုမှတ်ကြသင်္ခါရမသိလို့ဖြစ်နေကြဒါဖြင့်ဒီသင်္ခါရမသိတဲ့တန်ကျက်ဟာသွတ်တော့ခေါင်ယူတာမှန်ပါဗျာ သင်္ခါရမသိတဲ့တန်ကျက် သွတ်တော့ယူပါဗျာ ဟိုကမနာနဲ့တော့ မနာပါဗျာ ခင်ဗျားတို့ကပိုးနေသေးတယ် ဟုတ်ပါဗျာ ပိုးနေသေးတယ်ပိုးနေသေးတယ်ဥက္ကမပိုးဘူးလားပိုးသေးတယ်တဲ့ပိုးသေးတယ်တခါတလေများလူကြီးတွေလောက်တဲ့ပုဂ္ဂိုလ်ကတခါတည်းအလိုမကျများဖြစ်ပြီးဒီကာလနေလိုက်တဲ့အခါကိုတကယ်အဟုတ်ကြီးထင်ပြီးဒီကာလကျွားလုံးတွေများထုတ်ပြီးနေတဲ့အခါကျတော့အိုးသင်္ခါရတရားကိုဘိဗိဒပြောက် မှန်ပါဗျာ ဥပါရင်ပြောက်ဘူး ကြောက်ပါဗျာ ပြောက်တယ်အဲ့ဒီခါကျတော့အတ္တဒိဋ္ဌိရောတဏှာကဥစီမာနကဥစီဒိဋ္ဌိကလည်းဥစီလာတဲ့အခါကျလို့ရှိရင်ဖြင့်ဉာဏ်တဲ့ပုဂ္ဂိုလ်တွေကိုနေစရာမရှိအောင်ဖြစ်လာ မှန်ပါဗျာ ဒီကယူလေလေလူကြီးလုပ်တဲ့လူကယူလေလေလူငန်းနေစရာမရှိလေလေ မှန်ပါဗျာ ရေးမိပါ ယူပါ လူကြီးလုပ်တဲ့လူက ယူလေ လူငယ်ကနေစရာမရှိလေလေဟုတ်ဘူးကောဗျာတိမ်မာယူတတ်တယ်ဆိုတော့ဘယ်အကောင်းကြီးပြေးဘူးရှိတော့ မှန်ပါဗျာ တိမ်မာလူတယောက်ယူထားရင် ကောင်းပြီဗျာ ရင်းမိဗလားအဲ့ဒါကိုယ့်အိမ်ကိုကြတော့ဗာများဖြစ်ကြအောင်မှာတော့ဆိုတာကိုလည်းစဉ်းစားရ မှန်ပါ ရင်းမိဗလားရင်းမိကြပါရင်းမိကြပါဒါတော့ပေါ်ပြောနေလို့ရှိရင်ဖြင့်ပေါ်တော့ပါပြီဥပါရင် မှန်ပါ ပေါ်သေးဘူးလား ဟုတ်ပါဗျာ ဒါဘုန်းကြီးကဟောကြတော့မဟုတ်ပါဘူးတဲ့ဒီဥစ္စာဘုရားကိုကဟောထားတာရှိ မှန်ပါဗျာ ကဲဝတ္ထုထုတ်ကြပါစို့တရားဓမ္မဥပကရေးရတရားဓမ္မတို့ဘုရားနဲ့လက်ဥစွာတွေ့တယ်နော် ကြည့်ပါဗျာ တွေ့ပေမဲ့လည်းသူသည်ဘာလူကြီးကမပြည့်စုံဣန္ဒြေဉာဏ်တွေကမရင်ကျက်သေးတော့ဘုရားနဲ့အရင်တွေ့ပေမဲ့သင်ဟာဣန္ဒြေတွေကောင်းတယ်ရောင်ရှင်းလင်းနေတဲ့သင်ဘုရုတွေတုံးတို့မေးတဲ့အခါကျတော့ဘုရားငါဆရာမရှိပါဘူးကွာမင်္ဂပါအောင်တဲ့ဇိနာဆိုတာငါပါအနန္တဇိနာဆိုတာငါပါပဲလို့ဩဟုတ်ပေမှာပဲထူးတဲ့ပုဂ္ဂိုလ်ပဲဆိုမျက်နှာလွှဲသွားတာရှိတာပဲ မှန်ပါဗျာ ဘုက္ခမောင်ကျွတ်ကြလား ယူတော့ပါဗျာ နောက်တော့ဘင်္ဂနာရွာရောက်ပြီးဒီကလာမုတ်ဆိုးတရားနဲ့တွေ့လို့မုတ်ဆိုးကကြီးညိုကိုယ်ွယ်ပြီးဒီကလာနေတဲ့အခါသူစာပါနဲ့အိမ်အောင်ကြလို့ကုဘဆိုတဲ့သားတယောက်မွေးဖွား မှန်ပါ အဲ့ဒီချိန်ကြတော့မှစာပါကနှင်ထုတ်လို့ဘုရားရှိရောက်တဲ့အခါသူလည်းတရားဓမ္မကျိုးစားလို့ပောက်တယ်ထားပါတော့နော်တော်တော်အဲ့ဒါမလို့ချင်ပါဘူးတဲ့သင်္ခါရသတ္တရဏတိကသူ့ဘကိုခေါ်တာ မှန်ပါ အဲ့ဒီမှာသူထွက်ပြေးပြီးဒီကလာဘုရားရှိသင်္ကန်းတွေဘာတွေပြီးပောက်သွားပြီးသူ့ဘစာပါနဲ့နေနောက်သူ့ဘလည်းကြီးရင်ပြီးဒီကလာလာတော့သူလည်းပညာလေးကပါတော့သူ့စိတ်ထဲမှာမေးကျင်တဲ့စကားသုံးခုကရှိတယ်မေးကျင်တဲ့စကားသုံးခုကဘာရှိတယ်ဆိုလို့ရှိရင်ကောင်းကင်မှာသွားတဲ့ပုဂ္ဂိုလ်များခြေရထင်မလားသူစိတ်ကံတန်တရားရှိ မှန်ပါ ဒီဖယားဒီသာသနာဖယားသာသနာမှတပါဂေါရမဖယားသာသနာမှတပါတပြားသောသာသနာများမှာသောတာပန်သရဂအနာဂံယန္နာများရှိရလားဒါတော့သူမေးချင် မှန်ပါ ကောင်းကင်မှာခြေရရှိသလားတင်းနာမှာမေးချင်တယ်ဥက္ကမောင်ကြီး မှန်ပါ ဒီဘုရားသာသနာမှတပါတခြားသောသာသနာတော်မှာနေတဲ့ပုဂ္ဂိုလ်များသောတာပန်သရဂအနာဂံယန္နာဖြစ်နိုင်ရလားသင်္ခါရတရားများမြဲတယ်လို့ရှိရလား
ဒီသုံးပု္ပ္ပာသူစိတ်ထဲပေါ်လာ မှန်ပါဗျာ သာဝိတသုဘသုဘ မှန်ပါ ပု္ပ္ပာသုံးချက်သဘောကျလား ကျပါပါ ကောင်းကင်မှာသွားတဲ့ပုဂ္ဂိုလ်များခြေရရှိပါသလားဒါသူမေးတယ်ဘုရားသာသနာမှာတပါးတခြားသောသာသနာ၌သောတာပန်သရဂအနာဂံယန္တာဖြစ်နိုင်ရဲ့လားနှစ်ချက်ရှိသွားပြီသင်္ခါရတရားများခိုင်မြဲတယ်လို့ရှိပါရဲ့လားဒီသုံးခုမေးခြင်းမေးခြင်းတော့ဘုခမောင်တို့ကကဏ္ဍနဲ့တွေ့ကြည့်တာပေါ့နော်ကဏ္ဍနဲ့ပဲတဲ့ဘုရားနဲ့ဥပကနဲ့တွေ့သွားပြီဥပကကလည်းအတော်ကြီးပြီနော်ဒီအချိန်မှာကြီးပါဘုရားကလည်းဘုရားဖြစ်စအတော်ကြီးပြီဒီကလာနဲ့သူအိမ်တော်ကြပြီဒီကလာသူ့ဘဆိုတာလေးနဲ့မွေးတော့ဘုရားသည်ဘုရားဖြစ်တာနဲ့သူ့ဘမွေးတယ်နဲ့တဲမကွာတော့မကွာလာဘူးကွာလာတစ်နှစ်နှစ်ပဲအဲ့တော့သူ့ဘကဒီသုံးခုသူ့ညာထဲမှာပေါ်နေတော့ဒိဋ္ဌိဆရာကြီး6ယောက်ရှိတယ်သိသိတို့နော်မဂရိကောသလပုရဏကတ္တဗတယ်ဆိုတော့ဒိဋ္ဌိဆရာကြီးတွေသူကသွားပြီးဥက္ကမမေးတယ်ဒီသုံးချက်ကိုဘုပုဂ္ဂိုလ်တွေကလဲကိုမဖြေနိုင်ဘူးလဲကိုမဖြေနိုင်တဲ့သူစိတ်ထဲမှာဂေါရမဘုရားတော့မေးမယ်မေးတော့မေးချင်ပဲသူကငယ်သေးတယ်အမလေးအတော်သားကြီးနေဂေါရမဘုရားငယ်သေးတယ်အဲ့ဒါဟိုဒိဋ္ဌိကြီးတွေကတော့ဘုရားတွေကြီးတာကိုဗျဘုရားမဖြစ်ခင်ကသူတို့ဘုရားလုံနေတဲ့လူတွေရိပ်မိပါလားအဲ့ဒါသူစိတ်ထဲမှာဒီဘုရားဒီပုဂ္ဂိုလ်တွေကတော့မေးလို့သူမေးတာကျင်လာအောင်ဖြေမှုမရဘူးဂေါရမဘုရားကိုလည်းမေးတော့မေးကျင်တယ်မေးပင်မဲ့လည်းဖို့ဘုရားတွေလောက်အသက်ကြီးတာမဟုတ်တော့သူကဘုသူတ္တနဲလိမ့်မယ်ဒါကြောင့်ဒီပု္ပ္ပာသုံးခုသူမမေးသေးဘူးအမလေးတော်ကြီးကျယ်နေတာဒကာဓမ္မတို့သာဝသားကတော်ကြီးကျယ်နေတယ်ဆိုတော့ရိပ်မိပဲနောက်ကြတော့ဘုရားကလည်း45ပါပြည့်ပါရသက်တော်ကလည်း80ပြည့်ပြီးတော့အင်းချင်းပင်မန္တမင်းတို့နေရာမှာအင်းချင်းပင်နေကြတဲ့မှာဘုရားပြိဋိဘံစံတော့မယ်ဆိုတာသူကြားငါလည်းပု္ပ္ပာသုံးချက်ကလည်းရှိသေးမေးကြဘောရမလည်းငယ်တယ်တော့နာမည်ပဲထားခဲ့တာတော့ကြားပြီခုတော့လည်းပြိဋိဘံစံတော့မယ်လို့ကြားတယ်မမေးလိုက်ရင်ငါကတော့ဒုက္ခဖြစ်တော့မှာပဲမမေးလိုက်ရဘူးဘောရမလည်းပြိဋိဘံစံတော့ပြီငါမမေးလိုက်ရဘူးဆိုရင်ငါတန်သေးကငါဝိဇိကိစ္စနဲ့ငါခဲရကြီးရဲ့ဥပါဒံသူဟာသူဝင်မြင်နေတာမှန်ပါဗျာအဲ့တော့ဒကာဓမ္မတွေကတော့မှတ်ပါဒီဟာအမှန်တန်ချက်ကောင်းလို့ပြောပါတယ်ဘုရားကလည်းဒီပုဂ္ဂိုလ်မှမချွတ်ရသေးဘုခင်မောင်ပရိနိဗ္ဗာန်ကိုမဆောင်မှန်ပါဗျာသူမချွတ်ရသေးရင်မဆောင်သေးဘူးစောင့်ရမယ်အဲ့တော့ဒကာဓမ္မတွေကတွေးကြဩသေမာတောင်တားပြီးစောင့်တယ်ကိုလို့မဆိုလိုက်ဘူးလားဆိုလိုက်ပါဘုရားသေမာတောင်တားပြီးစောင့်ပြီးဒီကလာနေတယ်ဆိုတော့အဲ့ဒါမှတ်ထားကြတဲ့ခမည်းတော်ဝိပဿနာရှုပြီးဒီကလာဥမာသေမဝေဒနာလာတယ်ဆိုကြတယ်လူတိုင်းပဲသေမဝေဒနာတော့လာမှာပဲအဲ့ဒီဝေဒနာကိုဖြစ်ပြမြင်အောင်ရှုပြီးဖြစ်ပြမောအောင်ရှုဖြစ်ပြအဆုံးရှုသွားလို့ရှိရင်ဖြင့်နိဗ္ဗာန်မြင်တယ်လို့ရှိရင်သိကိုမသိဘူးစောင့်လို့ရဘုခမောင်ရိပ်မိအသေးကိုတားနိုင်တယ်ဒကာဓမ္မတွေသဘောပါအသေးကိုတားနိုင်တယ်တဲ့အသေးကိုကြည်စမ်းတဲ့ဥပါဒံ3လတည်ပြီးစောင့်သူ့ဘာကညံမြင်မှုပြသူကလည်းစခန်းကခုနကပြောတဲ့တိုင်ကြီးနေတာဥပါဒံကြားပြီးပြီမကြည့်ဘူးလားကြည့်ပါဘောရမဘုရားငယ်တယ်တဲ့မေးချင်မှုတဲ့သူမေးဖို့ရဒီပြန်ဒိဋ္ဌိဆရာဒီပြန်ဘုရားတွေအကုန်မေးပြီးတဲ့ကျင်းနှလောက်တော့မဖြစ်နိုင်ကြပါဘူးတဲ့ဘောရမဘုရားမေးမဲ့ကျန်တဲ့ငယ်သေးတယ်ဆိုပြီးငယ်နဲ့ဆိုင်လာတယ်ငယ်သလားတဲ့ပြီးတော့လည်းဘုရားကလည်းသိတယ်ဒီသူ့ဘာငါချွတ်မှကြော့မှာငါလည်း3လရှိပြိဋိဘံဆာမှာသူ့မချွတ်ရသေးလို့ရှိရင်ပြိဋိဘံဆာမဖြစ်သေးဘူးဆိုပြီးတော့3လတည်းဒီဝေဒနာနုပါဒနာရှုပြီးတယ်ခန္ဓာကိုယ်ကြီးကိုဖလားသမဘာဆိုတဲ့နိဗ္ဗာန်ကိုအောင်ပြုနေတဲ့ဉာဏ်နဲ့ချုပ်ဆက်ထားခန္ဓာကိုယ်ကြီးဖေဖျက်မကြေရရိမ့်မိပါလားအဲ့ဒါခမည်းတော်လှုပ်ထားတဲ့အလုပ်ဟာမသေးဘူးဆိုတာမှတ်ပါမှန်ပါဗျာထားမြောင်သာလှုပ်ပါမှန်ပါဗျာဖြစ်တင်မြင်ပြီးဒီကလာနိဗ္ဗာန်အောင်ပြုဖလားသမဘာသာဝင်စားနေဖလားသမဘာအတွင်းမှာဥပါဒေမသေးကောင်းဘူးမှန်ပါဘုခမောင်ရိမ့်မိပါဒါရင်ခင်ဗျားတို့နိဗ္ဗာန်အောင်ပြုနေနိုင်လို့ရှိရင်သေရမသေးရမသေးပါဘူးအဲ့ဒါနဲ့ဘုရားကခန္ဓာကိုယ်ကြီးဒုက္ခနာကိုယ်ကြီးဖရိုဖရဲမကျဲပဲနဲ့နေအောင်ဖလားသမဘာနဲ့ချုပ်ထားတပည့်ကြသူ့ဘာဆောင်သူ့ဘာတယ်ဘုရုဆောင်သူ့ဘာဆောင်ကဲဒါဖြင့်
ခင်ဗျားတို့လောက်ထားတဲ့တရားဟာဖြင့်သက်တမ်းတားနိုင်တယ်ဆိုတဲ့အိဗယ်ဥပါဒင်တို့ရှင်းသွားပြီရှင်းပါဗျာသေခြင်းတရားတော့မလွန်နိုင်ဘူးပေါ့ဗျာတားရုံတော့ရတာသေခြင်းတရားတော့ဘယ်သူမှမလွန်နိုင်ဘူးမရဏဓမ္မမရဏအနာတိတော့မလွန်တော့မလွန်နိုင်ဘူးပေါ့မလွန်နိုင်ပေမဲ့လည်းတားလို့ရမှန်ပါဗျာရှင်းမလားရှင်းပါဗျာတားလို့ရပါတယ်တဲ့ဘာနဲ့တားတော့ဖလားတော်မှာဘာနဲ့တားဘာတယ်တို့ဘာနဲ့သားကြမလဲဖလားသမဘာဆိုတာကတခြားမှမဟုတ်ပဲနိဗ္ဗာန်အောင်ပြုနေတာဖလားသမဘာကြီးမှလိုက်သဘောကျဒုက္ခမောင်နေရကြရပါဗျာကဲဒါဖြင့်ဒကာဓမ္မသူ3လတိတိဆောက်ဖို့ကလည်းအမေးကိုမလာဘူးမလာဘဲမဲ့လည်းဒုက္ခမောင်ဆောင်းရလိမ့်မယ်မှန်ပါဗျာဒီပုဂ္ဂိုလ်သူများချွတ်လို့လည်းရမှာမဟုတ်ဘူးမှန်ပါဗျာဖယားနဲ့မှကျွတ်တောင်းဝင်ရမယ်ဖယားဝင်နေရလို့မှတ်ထားတယ်မှန်ပါဗျာရှင်းမလားအဲ့တော့ဒကာဓမ္မတွေဒီဘုန်းကြီးကပြောကြတာကဩဘုရားဝင်နေရတဲ့ဒုမပါဘူးဆိုတော့သေချာတော့မှန်ပါဗျာဘုရားဝင်နေရကအစမှပြင်ဆွဲကြည့်အဆုံးမှဒီသူ့ပါဒါငါလူကုန်ပြီတဲ့ကျန်တဲ့ပုဂ္ဂိုလ်သူ့ဆရာနဲ့သူချွေရလိမ့်မယ်သဘောပါလားဘုရားဝင်နေရအသူ့ပါအဆုံးပဲကဲဝရင်ကျေနပ်ပါလားအဲ့တော့ဒါကျန်တာတွေကောလို့ဆိုကျန်တာသူများဝင်နေရသူများချွတ်လိုက်မယ်တဲ့ငါဆိုင်နေပုံမျိုးငါရှိလို့ကြွမှာမဟုတ်ဘူးတဲ့သူ့ဆရာနဲ့သူတွေ့မှာကြွမှာရိပ်မိဗလားဘာလဲတော့ကဲဒါဖြင့်ဒီဓမ္မတွေကဩတို့ဆရာနဲ့တို့နဲ့ဒီလိုသွားရမှာကိုဆိုတာသုံးမြဲရှာပြီးလုံးတလုံးဘုရားဆောင်းမနေနဲ့ဘုရားကလည်းမဆောင်းပါဘူးခင်ဗျားတို့စောင့်သေးလားစောင့်ပါဗျာနောက်ဘုရားခင်ဗျားတို့ကကြိုးဆောင်ဝင်မဲ့လေသူ့ဝင်နေရမဟုတ်ဘာကုန်ပါဘူးစိတ်သက်ချပါပါမပါဘူးတဲ့အကဲဝင်နေရဖြစ်စေအောင်တော့ဒီတရားတွေကဝိပဿနာအလုပ်လုံးမထားဘူးလေဘာဟောမှမသိဘူးမှန်ပါဗျာပါနိုင်မမပါနိုင်ပါဗျာကဲခမောရိပ်မိကဲဒါဖြင့်ခင်ဗျားတို့ရှုနေတဲ့တရားသက်တမ်းကိုလည်းတားမြစ်နိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ရှင်းသွားပါရှင်းပါဗျာဖလားသမဘာနဲ့ချုပ်ဆက်ပြီးဒီကလာဒီသုဘကိုဥပါဒေနဲ့3လတိတိစောင့်မှန်ပါဗျာကိုယ်ကလည်းမလာဘူးမလာမှဘယ်ရတော့သိတော့သိဟာဒီကောင်တော့ငါပြိဋိဘံဆံဃာနီချိန်မိုင်းမှလာမှာပဲဆိုတော့သိကဲဥက္ကမောကြီးဘယ်ချိန်လာမှာလဲချိန်မိုင်းပါအဲ့ဒီမှာရှင်အနန္ဒာကသူကလည်းဘုရားလည်းပြိဋိဘံဆံတော့မှာနေဝင်ဆံတော့မှာအာယုန်တက်လို့ရှိရင်ပြန်လုံးလုံးဝင်ရင်ချုပ်တော့မယ်အဲ့ဒီတင်ကဲဘောတော်ဘုရားလည်းအဲ့ဒီအင်းချင်းမိန်မျိုးကြားမှာပြိဋိဘံဆံမယ်လို့ကြားပြီဆိုတဲ့ကအဲ့ဒီရောက်နေတာကိုသူသိနေပြီဗျကဲဒါပြန်ဥက္ကမောမခက်လားဟမ်ခိုးကတော့မဆောင်ဘူးဆိုရင်မခက်ဘူးလားသူခက်ပါဘူးအဲ့ဒါနဲ့ပဲသူသွားရရှင်လားမဝင်ရဘူးလူမာအရေးကြီးနေတယ်ဒီရင်ဘုရားကနေပြီးဒီကလာယရဏနာသုဘဖွင့်ပေးလိုက်กว่าဒါစောင့်နေတာဘူးသူရှင်းပြီဗလားသုဘဖွင့်ပေးလိုက်ဘာကမတားပါနဲ့ဆိုတော့ဘုရားညောင်ဆောင်မှာပြိဋိဘံဆံမလို့ဝန်းတွေဘာတွေလျှောလို့နေတဲ့အချိန်မှာသူသွားပြီးတော့ဥက္ကမောမဲတာပဲမဲတော့ခေါင်းက3ချက်မဲတာပဲကောင်းကင်မှာဂေါရမဘုရားတဲ့ရှင်ဘုရားငယ်တယ်လို့မမေးပဲထားတာအခုတော့ပြိဋိဘံဆံမယ်ဆိုတော့မမေးလိုက်ရမှာဆိုတော့လာမေးတာသူကနိဗ္ဗာန်ရချင်တော့မဟုတ်သေးဘူးမမေးလိုက်ရမှာဆိုလို့လာမေးတာပါတဲ့အရင်တုန်းကသူဟာတဲ့ဆိုင်းလာခဲ့တာကြာပါပြီတဲ့ဂေါရမဘုရားကလည်းဘုရားတဲ့အငယ်ဆုံးဖြစ်နေတော့မဲလို့ဒီပု္ပ္ပာဖြေနိုင်မှမထင်ဘူးအခုတော့ပြန်ပြိဋိဘံဆံတော့မယ်လို့ညောင်ဆောင်ပေါ်ရောက်ပြီးကြားလို့ဘုရားကလာခဲ့တာမမေးလိုက်ရရင်သူဒုက္ခသူ့မှာဒေါမနတာဖြစ်နေမှာဆိုလို့လာမေးရပါတယ်လို့အမခတ်တင်းတင်းမှလာတယ်သဘောပါကြလားအဲ့ဒီတည်းမှာကဲမေးกว่าဘုရားလည်းပြိဋိဘံဆံတော့မေးပါกว่าဆိုတော့မှသူမေးတာကောင်းငင်များခြေရာကောင်းငင်သွားတဲ့ပုဂ္ဂိုလ်တွေခြေရာများထင်ပါသလားဒကာဓမ္မတို့ဘယ်နဲ့ဖြေပါကောင်းငင်သွားတဲ့ပုဂ္ဂိုလ်တွေခြေရာနဲ့ခင်ဗျားလည်းအဖြေပဲပေးပါတော့ဘယ်နည်းနဲ့ထင်မလို့မြကောင်းငင်မှာသွားတဲ့ပုဂ္ဂိုလ်ခြေရာမထင်နိုင်ဘူးရိပ်မိဗလားအကသေဝဗရဏတိသမနောနတိပါယိတဲ့ဒီဂေါရမဘုရားသာသနာဂေါရမဘုရားသာသနာဆိုတာခင်ဗျားတို့နှစ်ကိုသွားမိဘူးနဲ့နော်ရွက်ကုန်မှာဆိုတဲ့ဥပါဒေသာသနာဆိုတာကနောက်2400ကျော်ကြံသေးတာပဲလေအဲ့ဒါကြီးသွားယူမနေနဲ့အဲ့ဒါနှစ်ခေါ်တယ်သာသနာမဟုတ်ဘူးသာသနာဆိုတာကအခုဖြစ်ပြရှုဟုတ်လားဒီအဆုံးမပြီဘ
သာသနာခေါ်တာသာသနာဆိုတာနှစ်ကိုခေါ်တာလားအဆုံးအမကိုခေါ်တာလားဒါဖြင့်ဒကာဓမ္မတို့ခင်ဗျားတို့ကနှစ်တည်သာသနာလုပ်နေတာသေချာလွဲတယ်နော်သာသနာဆိုတာဘာပါလဲအဆုံးအမဘုရားသခင်ကိုရမကြီးဟောကြားတဲ့တရားတိုင်းကျင့်ကြံကြဆိုတဲ့အဆုံးအမရှင်းမလားအဲ့ဒီအဆုံးအမဘာခေါ်ကြမလဲဒါသာသနာလို့မှတ်လိုက်ကြသပါတဲ့အဲ့တော့ခொနည်းကတင်းနာဘကကောင်းငင်မှာခြေရရှိပါသလားဆိုတော့ဘယ်နဲ့ဖြေကြတယ်အရှင်ဘုရားသာသနာမှတပါအရှင်ဘုရားအဆုံးအမမှတပါခொနည်းဒိဋ္ဌိကြီးဘုရား၆တရားရှိသေးတယ်မဟုတ်လားအဲ့ဒီအရှင်ဘုရားအဆုံးအမမှတပါတပါးသောဒိဋ္ဌိတို့သာသနာတော်မှာဆုံးမတဲ့တရားများဟာသောတာပန်သရဂါအနာဂံဖြစ်နိုင်ပါရဲ့လားလို့မေးတာအဲ့တော့သူကငါဘုရားရဲ့အဆုံးအမမှတပါကျန်တဲ့အဆုံးအမဟာသောတာပန်သရဂါအနာဂံယန္တာနိဗ္ဗာန်ရောက်ကြောင်းတရားမဟုတ်ဘူးကွာသူခမောင်ရိမ့်နေလားရိမ့်ပါဘူးသူပါတယ်ငါရိမ့်ပြီသူကမေးလို့ဖြေတာနော်အဲ့ဒါကိုတရားဓမ္မတွေကအခုဘုန်းကြီးများဟောနေတာဘုရားကြီးအဆုံးအမကြီးပဲဒီဆုံးမအတိုင်းခမည်းတော်ကလိုက်နာကျင့်ကြံကြိုးကုပ်အားထုတ်လို့ရှိရင်ဖြင့်ခမည်းတော်လိုရှိတဲ့ဒုက္ခခတ်သိမ်းကင်းခြင်းနဲ့နိဗ္ဗာန်ရောက်မယ်နော်1500ကိလေသာအပူဓာတ်အလောင်ဓာတ်တို့သိမ့်တဲ့အရက်ကိုရောက်မယ်တဲ့ဒုက္ခခတ်သိမ်းကင်းခြင်းနဲ့ရှိရောကိလေသာခတ်သိမ်းခြင်းနဲ့ရှိရောရောက်မယ်ဆိုတာသဘောကျအဲ့ဒါခမည်းတော်ဘာမှပူစရာမရှိဘူးဘာမှပူစရာမရှိဘူးအခုဘုန်းကြီးပြောနေတဲ့အဆုံးမအတန်ရုပ်ပါဠိတော်ဓမ္မဝရပါဠိတော်ဘာနာသပါဠိတော်ဒီလိုပါဠိတော်ကဟာဒီဆုံးမဒါဘုရားအဆုံးမကြီးပဲတရားဓမ္မတွေအဲ့ဒီအဆုံးမအတိုင်းခင်ဗျားတို့ကဘုန်းကြီးပြောတဲ့အတိုင်းသာလိုက်နာကျင့်ကြံကြိုးကိုလို့ရှိရင်သောတာပန်သရဂါအနာဂံယန္တာဘယ်အခါမှဆိုဖြစ်နိုင်တယ်သဘောကျဘယ်အခါမှဆိုဖြစ်နိုင်တယ်လို့ဆိုတော့သိကြပါလားခမောင်သိကြပါလားသိကြပါလားဩဒါဖြင့်ဆုံးမတဲ့ဆရာကဖြင့်မလိုပါဘူးမလိုပါဘူးဗျာလိုက်နာမဲ့ပုဂ္ဂိုလ်လိုချင်လိုလိမ့်မယ်လိုပါဘူးကိုလိုလို့ဖြစ်တာတော့ဘုန်းကြီးများကမတတ်နိုင်ဘူးမှန်ပါဗျာဆုံးမရတာကတော့ဖြင့်သောတာပန်သရဂါအနာဂံယန္တာဖြစ်နေတယ်ဆုံးမကြီးဆုံးမမှန်ပါဗျာဆုံးမတဲ့အတိုင်းလိုက်နာပြီးခမည်းတော်ကဒီနေ့တိုင်းသာလောက်ကြမယ်ဆိုရင်တော့ဖြင့်ဘုရားမရှိတာလည်းခမည်းတော်နဲ့မဆိုင်ဘူးဘုရားရှိလို့จิตတမ်းဝင်တာတွေတပုံကြီးပေါ့ဗျာဘုရားရှိရနဲ့လေအဲ့တော့ဓမ္မတွေရှင်ဘုရားသာသနာမှတပါးသောသာသနာမှာသောတာပန်သရဂါအနာဂံယန္တာဖြစ်နိုင်ပါရဲ့လားလို့သူကမေးတယ်မဖြစ်ဘူးကွာငါဘုရားဆုံးမသွားတယ်သောတာပန်သရဂါအနာဂံယန္တာဖြစ်နိုင်တယ်ရှင်းမလားကဲဓမ္မတွေဥပါဒဏ်တို့ဥက္ကမောင်တို့တရားသစ်တို့ဘုရားရွှေတို့အားငယ်ကြရှိရဲ့ရှိပါဗျာသိကြပါလားသိကြပါဗျာကဲဥကသိကြရင်ဟုတ်လားအားငါကြီးပေါ့ကွာအချိန်လွန်ပေါ့လို့ဒီလိုဆင်ခြင်မလဲလိုက်ပါနဲ့အဆုံးမလိုက်နိုင်ရင်ဘယ်ကြီးသောငယ်သောလိုရဲမှုဖြစ်မှာလဲရှင်းမလားရှင်းပါပြီအဆုံးမကိုသာဘုန်းကြီးတို့ဓမ္မတွေကလိုက်နာကြပါဟောဒီဝေဒနာကိုဒီလိုရှုกว่าစိတ်ကိုဒီလိုရှုกว่าရှုဆိုတဲ့တိုင်းလားရှုနေခင်ဗျားတို့မနေ့ကရှုတဲ့တိုင်းရှုနေမက်ကသူ့ဟာသူဆောင်သွားတာပဲမနေ့ကတရားနဲ့ဥက္ကမောင်ဆက်မိဘူးလားဆက်မိပါဘူးအဲ့ဒါအဆုံးမဆိုတာဒီရှုနေတဲ့လို့ဆိုတာသီလဆောက်တည်ပြီးကာလသီလမပြတ်အောင်ထားပြီးကာလဥပဒနာသာရှုနေဥပဒနာမက်ကလောကုတ္တရာမဲ့ဖြစ်အောင်ဆောင်သွားမှာပဲမှန်ပါဗျာသိကြကြသိပါပါဒါပြန်အားမငယ်ကြရှိသေးတယ်ရှိပါပါဩတို့ကဘုရားဆူဆူနဲ့လွဲခဲ့တယ်ထင်ဂေါရမနဲ့နောက်ဆုံးမေလွဲရတယ်ကိုကျိုးနေတာပဲလို့မောင်းမေပါနဲ့မှန်ပါဗျာကိုကျိုးနေတာပဲလို့မောင်းမေတယ်သူသာဝကကပြင်စရက်ကြီးစအခုပြောတဲ့သူ့ဘအဆုံးကိုဗျာမှန်ပါဗျာသူ့နောက်မှာကျွတ်တောင်းဝင်လိုက်တယ်ဥက္ကမောင်နဲသလားမနဲပါဘူးဟမ်ပြည်ကျွန်းမှာဝင်လိုက်တယ်အိန္ဒိယမှာဝင်လိုက်တယ်ဟမ်ဓမ္မသောကလက်ထက်မှာကျွတ်တောင်းဝင်လိုက်တယ်သူ့တာဝကတွေဟုတ်သေးရလားဗျဟုတ်ပါဘူးသိကြဘူးလားကဲအဲ့ဒါတွေထောက်ကြည့်တော့မှဓမ္မတွေကဩတို့ကတော်တော်မိုက်ခဲ့တယ်ဒါကြောင့်ဘုရားဆူဆူလွဲခဲ့ရတာတို့တော့ဖြင့်ကိုကျိုးနဲဖို့လို့ဘာမှခင်ဗျားတို့ကဝန်မနေနဲ့သူ့ဆရာနဲ့သူကျွတ်တောင်းဝင်လိုက်မယ်လို့ဟောပြီးခဲ့ရှင်းမလားရှင်းပါပြီဘုရားဘယ်နှခုပြေသွားပါလဲကောင်းငင်မှခြေရရှိပါသလား
သင်္ခါရတရားမြဲတယ်လို့ရှိပါရဲ့လား ရှိပါဘူး ဒီဘုရားသာသနာမှတပါးသောသာသနာသောတာပန်တရားကနာဂံယန္တာဖြစ်နိုင်သလား မရှိနိုင်ပါဘူးဗျာ ကဲသင်္ခါရတရားတတိယချက်ကသင်္ခါရတရားများမြဲတယ်လို့ရှိပါသလားလို့မေးလိုက်ပြန်ကဲတရားဓမ္မတွေဘယ်နဲ့ဖြစ် မြဲပါဘူး ဒါသင်္ခါရတရားတွေဟာမြဲလား မြဲပါဘူး သင်္ခါရတရားဆိုတာခင်ဗျားတို့ခန္ဓာ၅ပါးလို့ငကိုအစိုးရသင်ထားမြဲပါရဲ့ မြဲပါဘူး မမြဲလို့ဘောတရားဓမ္မတွေရာခဏခဏပြောင်းနေရတယ်နဲ့ရွှေ့နေရတယ်နဲ့တော်ကြရရတယ်နဲ့တော်ကြရတာပြောက်ရတာနဲ့ပြောက်တဲ့ဝေဒနာပေါ်လိုက်ရတဲ့ဝေဒနာပေါ်လိုက်ဟုတ်လားဆာတဲ့ဝေဒနာပေါ်လိုက်ဝါတဲ့ဝေဒနာပေါ်လိုက်ပဲမြဲတာကိုပါသေးလား မှန်ပါဘူး ညောင်းတာပေါ်လိုက်အညောင်းပြောက်တာပေါ်လိုက်မြဲတာမပါသေးလားမျက်စိနီးလာတာပေါ်လိုက်ဖြူလာတာပေါ်လိုက် မှန်ပါဘူး နားတွေကလေးသွားတာပေါ်လိုက်ကြီးလာတာပေါ်လိုက်ဒါတခဏ၅ပါးမြဲသေးရဲ့လား မြဲပါဘူး အဲ့ဒါခမည်းတော်စိတ်ကလေးလေမမြဲတာကိုကိုဟာကအကျမ်းမမြဲတာပြောတော့အနုမမြဲတာကတော့ဖြင့်ခမည်းတော်စိတ်ကလေးစိတ်ကူးလိုက်ပျောက်သွားလိုက်စိတ်ကူးလိုက်ပျောက်သွားလိုက်ဒီလိုရောမရှိဘူးလား ရှိပါဘူး ဝေဒနာလေးတွေဟိုကပေါ်ဒီကပေါ်ပျောက်သွားလိုက်ပျောက်သွားလိုက်မရှိဘူးလား ရှိပါဘူး အဲ့ဒါသင်္ခါရတရားတွေမမြဲတာဗျတဘောကြ မှန်ပါဘူး သင်္ခါရတရားမြဲလား မြဲပါဘူး ဟာမြဲမလဲဒီဃာရမတွေဒီမှာဘုန်းကြီးကပို့တော့ဟောတာ မှန်ပါဘူး ဒီကြောင့်တရားလေးပါရှိမှန်လို့ခန်းနေရတာ မှန်ပါဘူး ခင်ဗျားတို့ကိုယ်ပိုင်ကိုယ်ဆိုင်ဒီထက်ပါရလား မှန်ပါဘူး ဒါဖြင့်သင်္ခါရတရားမြင်နိုင်မှာ မြဲပါဘူး သိကြဗလား သိပါပါ သင်္ခါရတရားဘယ်တော့မှမမြဲဘူးလို့ခင်ဗျားတို့ဉာဏ်လေးနဲ့တဲ့ပြီးတာရှုနေကိုယ်စိတ်ကိုရှုကိုယ်ဝေဒနာကိုရှု မှန်ပါဘူး ကိုယ်ရုပ်ကိုရှုကြိုက်တာရှုမမြဲတာ तू ကပြောလိမ့်မယ် မှန်ပါဘူး မမြဲတာခန္ဓာကပြောလိမ့်မယ်နော် မှန်ပါဘူး မမြဲတာဘယ်သူကပြောမှာရှင်းမလား ရှင်းပါပြီ ဒါနဲ့မေးသေးတယ်ဥက္ကမောင်ကြီးနော် မှန်ပါဘူး နောက်ဆုံးပိတ်ဒီပု္ပ္ပာသုံးခုကတော့ပြီးသွားပြီထားပါလား မှန်ပါဘူး နောက်ဆုံးမိတ်သူငဲရတာကသူကလည်းသိမှတ်เสียက မှန်ပါဘူး ဟောအရှင်ဘုရားကလည်းအခုအင်းင်းမွေမျိုးကြားမှာပြိဋိဘံစံတော့မယ်အရှင်ဘုရားမရှိလို့ရှင်အရှင်ဘုရားသာသနာအရှင်ဘုရားရုပ်သိမ်းသွားတာလားဘယ်တော့မေးချက်ပိုင် မှန်ပါဘူး ရန္တာတွေသောတာပန်သရအနာဂံဆိုတော့အကုန်ပြောက်ရမှာလားဟာဣမေသသုဘရဘေကုသမာဝေရေယအတုံညောလောကောရန္တိအတ္တသူဆရာနဲ့သူတပည့်နဲ့ငါဟောတဲ့တရားတွေဆက်ဟောပြီးနေမယ်ဆိုသောတာပန်သရကအနာဂံငါပြိဋိဘံစံလို့ဘယ်လောက်ကြာရှိတယ်ကွာသိချာဟောတာပဲ မှန်ပါဘူး ဒုက္ခမောင်ရိမ့်ပြီ ရင်းပြီပါဗျာ ဥပါဒံကဲကျွတ်တို့အားကိုးလောက်ပလား အားကိုးပါဗျာ ဒါဖြင့်ဒကာဓမ္မတွေကိုယ့်အပေါ်မှာသာမှီတော့တယ်နော် မှန်ပါဘူး အဆုံးမကလည်းဒီဆရာဆုံးမနေတယ်ဒီဆရာဘုန်းကြီးဆုံးမနေတာဒကာဓမ္မတွေသိတဲ့တိုင်ဥက္ကမောပါဠိတွေကလွယ်ဆုံးမတာဟုတ်ပါဘူး ဟုတ်ပါပါဗျာ ဘယ်ဟောကြည့်ပါမဟုတ်လား မှန်ပါဘူး ဘယ်ဟောကြည့်ဆုံးမပြီးဒီကရာနေတော့ဒီဆုံးမရှိနေဘယ်တော့မှသောတာပန်တရားကအနာဂံယန္တာမစိတ်ပါဘူးကွာအမြဲတမ်းရှိပါတယ်လို့မပြောဘူးလား မှန်ပါဘူး သမာဝေရုံနဲ့ကျင့်တဲ့ပုဂ္ဂိုလ်ကသာကောင်းကောင်းမွန်မွန်ကျင့်ကြမယ်လို့ပြောဆိုတဲ့တိုင်ကျင့်ကြမယ်ဆိုဘာမှပူစရာမရှိဘူးရမှာကြီးပဲ မှန်ပါဘူး ရှင်းမလား ရှင်းပါပြီ ဒါဖြင့်ဓမ္မတို့ဒီသူ့ဘာကျွတ်တို့အတွက်ပါမေးသွားတဲ့အိဗေရ မှန်ပါဗျာ ဟိုက မှန်ပါ ကျွတ်တို့အတွက်ပါ မြဲပါဗျာ ရှင်ဘုရားမရှိသာနာလုံးဝသောတာပန်သရကအနာဂံမရှိတော့ဘူးလားဆိုတော့အိုးသူ့ဘာပဲဆိုသူ့ဘာရဣမေဟိပုဂ္ဂိုလ်တွေသည်တဲ့တမန်ကောင်းစွာဝါမက်ခင်လို့ပေါ့ဗျာ မှန်ပါ ဝေရေယုံကောင်းစွာကျင့်နေကြဂုံညာအရဟံတေယန္တာတို့မှာအတုံညောဘယ်ခံမှမစိတ်သည်အတ္တဖြစ်ရ၏ဘယ်ခံမှယန္တာမစိတ်ပါဘူးကွာဆိုသောတာပန်ပါသွားပြီ မှန်ပါဗျာ မပါသေးဘူးလား မှန်ပါဗျာ ကိုင်းဒါဖြင့်ဒကာဓမ္မတို့ခမည်းတော်အတွက်ပါသူ့ဘာကမေးသွားတယ်ဆိုတဲ့အိဗေကိုရှင်းတော့ ရှင်းပါဗျာ အဲ့ဒါဖြင့်ဟိုကအငယ်စရာဟမ် မှန်ပါ နှလုံးမသားစရာရှိသေးလားမရှိဘူးအငယ်စရာနှလုံးမသားစရာကတော့ခမည်းတော်ဘာမှမရှိဘူးခင်ဗျားတို့ကိုယ်တိုင်ရှင်းတာနဲ့ပြင်းတာအပေါ်မှာမှီရင်တော့မပြောတတ်ဘူးသဘောကျလားခင်ဗျားတို့ကိုယ်တိုင်ရှင်းတာကတစ်မျိုးပြင်းတာကလည်းရှိသေးတယ်ရှင်းတာတော့ဘုန်းကြီးကကူပေးနိုင်တယ်ပြင်းတာတော့မတတ်နိုင်တော့ဘူးရိပ်ပြီလားရှင်းတာတော့ကူပေးနိုင်ပါတယ်တဲ့သံဃာတရားဟောလိုက်လဲခင်ဗျားတို့မဖြစ်အောင်လာမှာပါပဲဟုတ်ဘူးလားအားဘယ်လိုပင်ပြောပြောပြင်းတဲ့အချိန်ကများနေတယ်ဆိုရင်တော့ဖြင့်ဒါမတတ်နိုင်တော့ဘူးဒါရင်ဥကဘယ်ထဲကတောင်ဖြစ်တဲ့ထဲကလားပြင်းတဲ့ထဲကလား ပြည့်တဲ့ပြည့်တော့ပြီးပါ ပြင်းတော့ပြင်းဖြစ်နေတယ်နောက်ကဓမ္မတွေဒီတိုင်းပဲဖြစ်တာကိုပူပေးနိုင်ပါတယ်
ပြင်းတာကိုတော့ဖြင့်မတတ်နိုင်ဘူးဥက္ကမောင်ဒီလေးပဲရှင်းရတာရှင်းလာတော့ခင်ဗျားတို့ကဘယ်တော့ပဲပါဠိနားမလဲလဲမြန်မာစကားနားမလဲလာခဲ့ကိစ္စမရှိဘုန်းကြီးရှင်းအောင်ပြောပေးမယ်ရှင်းတာကိုတော့အကုန်ကူညီပေးပါမယ်ရှင်းပြီးကြလားနားတော့လဲပါတယ်ပြင်းပြီးမလုပ်တာကတော့ဖြင့်မတတ်နိုင်ဘူးရှင်းမလားအဲ့ဒါကြောင့်ဓမ္မတွေကိုယ့်အတွက်ကဘာပါလိမ့်မလို့ဆိုတော့ဖြင်းတာဆရာတောင်းဖြင်းတာဆရာသမားအကူညီပေးမယ်ဥက္ကမောင်ကြီးပြင်းတာကြတော့သူ့ဟာသူအိယာတဲ့ပြင်းနေတာဘယ်သူကလာကူနိုင်မှာတော့မကူနိုင်တော့ဘူးဟုတ်လားသူ့ဟာသူဆင်းရဲလဲပြီးဒီကလာဟိုကရာသလေးဒီကနဲ့သမင်းစားသလေးအိတ်ရှင်လာပြီလေအဲ့ဒါလေးရှုပ်နေတာတော့မတတ်နိုင်ဘူးအေးပြန်အေးလို့ပူပြန်ရောစောပြန်လဲမွှချုပ်ပြန်တော့ဘယ်ကြက်နိုင်တော့ဘူးမတတ်နိုင်တော့ဘူးရင်းမိကလားအဲ့ဒါတွေကအမှန်တန်ရှုပ်ပါတယ်တဲ့ဒါကြောင့်အေလွန်ပူဇော်စောစောမိုးချုပ်သာဝရုံနဲ့လောက်ရမှုပြုအပ်ကိစ္စဆိုတဲ့ခင်ဗျားတို့လူမိုင်များအောင်းတဲ့ကြောင်ပြင်းတဲ့ဖြင်းတဲ့ကြောင်က16ကြောင်ရှိတယ်ခရအဲ့ဒါလည်းသိတယ်ခင်ဗျားတို့ရင်းမိကလားခရကဒါလည်းသိတယ်အေလွန်ပူဇော်စောစောမိုးချုပ်သာဝရုံနဲ့လောက်ရမှုပြုပြီးအခါဆွမ်းလို့သာဟုပါရမီကံရပြန်ဆွမ်းတဲ့နာရဲကြပျောက်ဆနာသောလတာသည်ပြင်းရပါလားခြောင်ကောင်းသည်ကိုလူမများအောင်တဲ့ကြောင်16ကြောင်ရိပ်မိဗလားအေးရင်လည်းအေးကြောင်ခေါ်ရတာပဲအေးသေးဒီနေ့တော့မလုပ်သေးဘူးပူပြန်တော့အမတက်ပေါ်ပါလားစောပြန်တော့မွတ်ချုပ်သွားတော့ဆာပြန်တော့ဝါတော့ဘင်ပါတော့ပါတော့ကိုရှိသေးရလားလုံးချိန်ကုန်မပါတော့ပါဘူးတရားဓမ္မတွေလုံးကုန်ပြီအဲ့ဒါခရကဥက္ကမောင်အင်္ဂုတ္တပါဠိတော်သေချာဟောတာသေချာဟောတာဒီကြောင့်ဒီခေါ်လိမ့်မယ်မင်းတပည့်တွေသေချာစဉ်းစားသေချာပြောပြခဲ့တာရှင်းမလားမင်းကတော့ရှိလောပြီးဟောနေမင်းတပည့်တွေအကြောင်းလေးလျှောက်ခိုးနေတာရှင်းပြီဗလားခဲဒါဖြင့်ဆရာသမားကြီးစေနာမေတ္တာကိုလည်းခင်ဗျားတို့ကထောင်းမြတော်အဖြစ်၎င်းကိုယ်သနာတော်အဖြစ်၎င်းကြောင့်ကိုတော့သက်တာပါစီရိပ်မိဗလားဘာလို့ရမလဲကြောင့်ကိုတော့သက်တာပါစီဆိုတော့ဘယ်ခင်ဗျားတို့ကပါမမပါတော့ပဲရိပ်မိဗလားအမလေးတရားဓမ္မတွေတို့နိဗ္ဗာန်မရောက်တာဒုက္ခကတိငိမ့်တာတရားဘုန်းကြီးညံ့လို့လားတို့ကြောင့်ကိုကောင်းလို့လားဆိုတာဝေဖန်ကြည့်ပါဦးအတော့ဆိုးသွားပြီရှင်းပြီနော်ကောင်းပြီဒါဖြင့်ဒကာဓမ္မတို့တရားကိုပဲဒီသုဘယံကြီးကအခုจิตတို့ကိုအကုန်အားပေးသွားကောင်းငင်မှာခြေရရှိသလားဆိုတော့ဘယ်နဲ့ဖြေရှိပါဘူးဒီဘုရားသာသနာမှတပါးတခြားသောအဆုံးအမတွေနဲ့သောတာပန်သရဂါအနာဂံဖြစ်နိုင်ပါရဲ့လားဖြစ်နိုင်ပါဘူးဗျာသင်္ခါရတရားမြဲသလားမြဲပါဘူးဗျာ gain ဒါဖြင့်သင်္ခါရတရားမမြဲဘူးဆိုတာခင်ဗျားတို့ရှုရမှန်ပါဗျာဝေဒနာကြိုက်တယ်လို့ဝေဒနာသင်္ခါရတရားပဲအဲ့ဒါမမြဲတာရှုနေစိတ်ကြိုက်တယ်လို့စိတ်ရသင်္ခါရတရားအဲ့ဒါဘာလို့ကမမြဲဘူးတော့ရှုနေသူ့ဟာသူမဖြစ်ပြီးသူ့ဟာသူဆောက်တော့မှာမမြဲတာသိတာမဲ့ပဲရှင်းမလားအဲ့ဒီလိုမမြဲဘူးတော့ရှုနေလို့ရှိရင်ပြင်စင်ကြီးက9ခုမက10ခုမဲ့ဖြစ်ပြီးဥက္ကမောင်မနေ့ကတိုင်းဆောင်းမှာပဲအဲ့ဒါจิตတို့ကရောင်ကိုလွတ်ဖို့ပဲအရေးကြီးတယ်တရားပြကတော့ဖြင့်ရှင်းနေပြီပြီးတော့ခေါင်းကသူ့ဘာယံကြီးကလည်းရှင်ဖျားမရှိရင်သောတာပန်သရဂါနာဂံယံတွေသုံးသွားတယ်သွန်သွားတယ်ကုန်သွားတော့နောက်မဖြစ်တော့ဘူးလားမေးတော့လေဟာဘယ်ခါမှဆိုရှိတယ်ကြောင်လွတ်အောင်ကြောင်ကိုလွတ်အောင်မင်းတို့ဒီကားလို့ရှင်ကြိုးစားကြမယ်ဆိုဘယ်ခါမှဆိုကိုယ်ဒုက္ခသိတဲ့နိဗ္ဗာန်ရှိတာကြီးပဲအဲ့ဒါနိဗ္ဗာန်ကိုလည်းတခါဟောတော့ဒကာဓမ္မတွေသိတဲ့အတိုင်းဒီခန္ဓာနာကန့်ဒီခန္ဓာအဆုံးမှာပါရှိတယ်နိဗ္ဗာန်ကလည်းဝေးသလားဝေးပါဘူးအိုးစိတ်ဝိရိလည်းပဲရှုပြီးတခြားရှာလို့မတွေ့ပဲဖြစ်နေတာသဘောကျဒါဖြင့်ဒကာဓမ္မတို့သင်္ခါရတရားဆိုတာခန္ဓာ၅ပါးကိုဆိုတယ်အဲ့ဒါလေးကိုဘယ်တော့မှမမြဲတာလေးမြင်ကြည့်ဟောပေါ်လာပြန်မမြဲဘူးဟောပေါ်လာပြန်ပြီဖြစ်ပြီးပြက်ပြန်ပြီဖြစ်ပြီးပြက်ပြန်ပြီလို့ရှုတာနေဝေဒနာကြိုက်တယ်ဝေဒနာရှုနော်စိတ်ကြိုက်တယ်လူစိတ်ရှုဓမ္မနုပါဒနာကြိုက်တယ်လူကသစ္စာကြီးရှုနေသစ္စာကြီးရှုနေတာဖြစ်ဒုက္ခပြဒုက္ခကြီးရှုနေအဲဒီကဲတော့ရှုနေလို့ရှိရင်ဖြင့်သေသေးချာချာဘယ်အခါမှဆိုခိစ္စပြီးတယ်အဲ့တော့သူ့ဘာမှာဒီဖျားနာမှာထိုင်ပြီးကဟောပြိဋိနိဗ္ဗာန်ဆံကနီးနေပြီမနေ့လည်းပြိဋိနိဗ္ဗာန်ဆံမယ်
နိဗ္ဗာန်ကြီးလို့ရှင်မဲ့တော့ပဲယောဂပြင်းလာပြီအဲ့ဒီကသူ့လေဒါလေးသင်္ခါရသောတရဏတိกว่าသင်္ခါရတရားအဖြစ်ဘယ်တော့မှခိုင်တယ်လို့မရှိဘူးဆိုတော့အဲ့ဒါမင်းနှလုံးသွင်းလိုက်ပြီးတော့ဒီနာနဲ့နှလုံးသွင်းတာပဲဥပါရင်မှန်ပါဗျာအနာဂန္တိတွေဗျမှန်ပါဗျာသင်္ခါရတရားအနတ္တကိုနှလုံးသွင်းလိုက်မှန်ပါဒါသင်္ခါရတရားမှန်ပါဘယ်တော့မှမမြဲတာလေးမြင်လိုက်တာနဲ့တရားဓမ္မတွေဖြစ်ပြမြင်လိုက်တာပါပဲအဲ့ဒါနဲ့သူအနာဒါရေးမိပါရေးမိပါသဘောကျပြီဒါခင်ဗျားတို့လှုပ်တတ်ပါလားလှုပ်တတ်လို့ရှိရင်ဘယ်အချိန်မှဆိုသောတာပန်သရဂါနာဂံယနာမဖြစ်နိုင်တဲ့အချိန်မရှိလို့ဆုံးဖြတ်ချက်ချရှင်းပြီနော်ကဲယနေ့ဒီရင်တော်ပါ